အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့ဂျပန်လိုဆူဇူလန်လို့ခေါ်တဲ့ခေါင်းလောင်ပန်းလေးတွေနဲ့တခြားနူးရသည့်ပန်းလေးတွေအများဆုံးပွင့်လန်းတဲ့နေရာဖြစ်တဲ့နယူးခါဆာယာမကိုသွားခဲ့ပါတယ်နာဂနိုကန်မှာတည်ရှိတဲ့နယူးခါဆာယာမကတောင်တက်ဖို့တစ်ခုပဲမဟုတ်ပဲနဲ့အခုလိုမျိုး360 view ကလည်းအရန်လှပြီးတော့ဘီဂန်နာတွေအတွက်လည်းလုံးဝအဆင်ပြေတဲ့တောင်တွေမှာလည်းပါပါတယ်အလွယ်ဆုံးလမ်းကတော့ဖူဂျီမီပါနိုရာမာရီဇော့တူကနေပြီးဂွန်ဒိုလာစီအိတ်ရနေပြီးတော့မှတောင်ဆက်တက်တဲ့လမ်းကအလွယ်ဆုံးဖြစ်ပါတယ်တောင်ထက်ရောက်ဖို့လည်းမိနစ်30ပဲလိုပါတယ်သွားတဲ့နေ့ကတော့ဆာဝါအီဒီတိုဇန်ကူချီဘက်ကသွားတာဖြစ်တဲ့အတွက်ဂွန်ဒိုလာမစီးခဲ့ရပါဘူးဂွန်ဒိုလာစီးနေဆိုရင်ဖူဂျီမီပါနိုရာမာရီဇော့တူကနေစီးရမှာဖြစ်ပြီးတော့သွားပြန်2600 ယန်ကုန်ကျမှာဖြစ်ပါတယ်ဂွန်ဒိုလာပဲစီးစီးတောင်ဝဲတက်တက်ဘယ်လမ်းမဆိုပျော်ဖို့ကောင်းပါတယ်တောလမ်းလေးမှာဆိုအခုလိုပရိတ်တန်လေးအပြင်ပန်းလေးတွေလည်းထိုးပွင့်နေပါတယ်ဂျပန်လူဆိုခါမစကာလို့ခေါ်ပါတယ်သွားခဲ့တဲ့နေ့ကဂွန်ဒိုလာစီးဖို့ရွေထားပေမဲ့လည်းဂွန်ဒိုလာမှာမိနစ်40လောက်ဆောင်းရမယ်ဆိုတဲ့သတင်းရတဲ့အတွက်လမ်းမဲလျှောက်ဖြစ်ခဲ့ပါတယ်အိုင်ပုတ်မှာမိနစ်60ရေးထားပေမဲ့ဒီကိုတော့မိနစ်40နဲ့ရောက်လာခဲ့ပါတယ်အခုရောက်ရှိနေတဲ့နေရာကနယူးခါဆာရှီဇူကန်လို့ခေါ်တဲ့နေရာပါရိုဝေးစီးလာတဲ့လူတွေရောတောင်တက်လာတဲ့လူတွေရောအကုန်လုံးကဒီနေရာမှာတစ်ခေါက်ဆုံးပါတယ်အခုဒီနေရာကနေပြီးတော့မှနောက်ထပ်တခြားပန်းတွေအများကြီးပွင့်နေတဲ့ပန်းခင်းတွေပါတွေကိုလည်းရောက်မှာပေါ့နော်ဒီနယူးခါဆာရှီဇူကန်ဆိုရင်အဲ့ဒီခရိုင်ရဲ့တဘာဝပတ်ဝန်းကျင်ထိမ့်သိမ့်တဲ့နေရာဖြစ်လဲသတ်မှတ်ထားခြင်းခံရပါတယ်ပြီးရင်တခြားရှားပါတဲ့ပင်တွေလည်းပေါက်နေတယ်လို့ဆိုပါတယ်ဒါကတော့ဒီနေ့တက်မယ်မှတ်ပါအခုဒီမြေပေါ်ရဆိုရင်နည်းနည်းလေးလမ်းလျှောက်လိုက်လို့ရှိရင် flower garden ကိုရောက်မယ်ပေါ့နော်အဲ့ဒါနေပြီးတော့မှတောင်ထိပ်ကိုရောက်ပါတောင်ထိပ်ထိမသွားဘဲနဲ့အခုသွားမယ့်ပန်းချံအထိပဲသွားရဲဆိုရင်တော်တော်အဆင်ပြေပါတယ်နိုင်တော့အဲ့လိုတော့ပြီးသွားပြီအခုကတော့ပန်းချံဘက်ကိုသွားနေကြတာပါပန်းချံဘက်ကိုသွားတဲ့လမ်းမှာလည်းအခုလိုမျိုးအပေါ်ကသွားတဲ့လမ်းနဲ့အောက်ကသွားတဲ့လမ်းနှစ်လမ်းရှိပြီးတော့အောက်ဘက်ကသွားမယ်ဆိုရင်နောက်ထပ်ပန်းချံပေါ့နော်ပန်းတွေအများကြီးပွင့်နေနေတာရှိပါသေးတယ်အခုရှောင်းနေလမ်းတော့ကားလမ်းပေါ့နော်ဒါပေမဲ့မိုင်ကားကတော့သွားဝင်ရှိပါဘူးယူခါဆာရှိစုကန်ကနေပြီးတော့မိနစ်အနည်းငယ်လမ်းလျှောက်လိုက်တယ်ဆိုရင်တော့အခုလိုမျိုးပန်းချံနေရာနာကိုရောက်တာအဲ့ဖြစ်ပါတယ်။တောင်ထိပ်သွားတဲ့လမ်းမှာလည်းအခုလိုမျိုးပန်းချံနေရာနေတက်တာနဲ့ဟိုးဘက်ကားလမ်းဘက်ကနေပတ်ပြီးတက်တာနဲ့နှစ်လမ်းရှိပါသေးတယ်။ဒီခေါက်ကတော့အခုလိုမျိုးစူစူလန်းပန်းလေးတွေကိုကြည့်ကျင်တဲ့အတွက်ပန်းချံနေရာပဲတက်ခဲလိုက်ပါတယ်။စူစူလန်းပန်းလေးတွေကအခုလိုမျိုးတေးလေးဟိုးအောက်ထဲမှာပေါက်နေတာဖြစ်ပေမဲ့လည်းသူ့ရဲ့အနံအရန်မှွေးပါတယ်။အဲဒါကြောင့်ဒီပန်းချံထဲမှာဆိုရင်မှွေးကြိုင်နေတာပဲပေါ့နော်။တချို့စက်ပြမှုန့်နေမှာဆိုရင်စူစူလန်းရနန်းဆိုတဲ့စက်ပြမှုန့်နေလဲထွက်တာရှိပါတယ်ဒီတိုင်းအဲ့ဒီမျက်ပိန်ကြားတွေကိုမကြည့်ဘဲနဲ့လမ်းလျှောက်မယ်ဆိုရင်လုံးဝမတွေ့နိုင်ပါဘူးပေါ့နော်အဲ့ဒါကြောင့်မို့လို့ဟိုးအောက်တဲ့ဒီကုန်းပြီးတော့ရှာဖွေရတယ်ပေါ့နော်ပန်းကင်းထဲမှာဆိုရင်စူစူလန်းပန်းလေးတွေပြင်အခုလိုမျိုးအရန်သေးတဲ့နူးပန်းလေးတွေလည်းအများကြီးပေါက်ရောက်နေပါတယ်ဂွန်ဒိုလာဘက်ကသွားမယ်ဆိုရင်ဒီပန်းလေးတွေကဘလို့ခေါ်ရဲဒီပန်းလေးတွေကဘာမျိုးစားဖြစ်ပါတယ်ဆိုတဲ့စာအုပ်ရပါမယ်ဒီနေ့ကအဲ့ဒီဘက်ကမသွားခဲ့တာဖြစ်တဲ့အတွက်အဲ့ဒီစာအုပ်လေးကမရလာဘူးပေါ့နော်ဂွန်ဒိုလာစီးမဲ့လူတွေကအဲ့ဒီစာအုပ်လေးကိုယူလာဖို့အတွက်အကြံပေးပါရစေအခုလိုအရန်သေးတဲ့အဖြူအောင်ပန်းလေးတွေကဆိုရင်ရှီရိုဘာနာနော်ဟဲဗီအချီကောလို့ခေါ်တဲ့ပန်းလေးတွေဖြစ်ပါတယ်ဝါရောင်ပန်းလေးတွေကတော့မီစတူပါစုချီဂူရီလို့ခေါ်ပါတယ်တဲ့အဲ့ဒါကြောင့်မို့လို့ခုနကပန်းကင်းကြီးကိုအဝေးကလှမ်းကြည့်တဲ့အခါမှာဘာမှမရှိဘူးလို့ထင်ရပေမဲ့တကယ်နဲ့အောက်ကိုကြည့်လိုက်တဲ့အခါမှာပန်းလေးတွေအများကြီးပွင့်နေတာပေါ့နော်အခုနယူးခါဆာယာမမှာဆူဆူလန်းမျိုးစားကြီးပဲ2မျိုးရှိပြီးတော့အခုပွင့်နေတဲ့အမျိုးစားကဂျပန်ရဲ့ဆူဆူလန်းမျိုးစားဖြစ်ပါတယ်နောက်ထပ်ဂျာမနီဆူဆူလန်းလည်းရှိပါသေးတယ်ဒါပေမဲ့အဲ့ဒီပန်း2မျိုးကိုဘယ်လိုခွဲရလဲဆိုတာတော့မသိပါဘူးတကယ်တော့အခုလိုပန်းလေးတွေကိုအဲ့လိုပုံစံနဲ့ရှာနေကြတာပါဂျပန်နိုင်ငံကတဘာပတ်ဝန်းကျင်ကိုထိမ့်သိမ်းတာဖြစ်တဲ့အတွက်လည်းကြိုးတန်းအပြင်ကိုမထွက်ကြပါဘူးအခုလိုပန်းကင်းကြီးတွေကိုဟိုကြည့်ဒီကြည့်နဲ့ရှောက်လာလိုက်တာအပေါ်ကိုရောက်မှမသိရောက်လာခဲ့ပါတယ်အခုဒီနေရာလေးကနေပြီးတော့တောင်ထိပ်တီဆက်တက်ကြမှာဖြစ်ပါတယ်ရုံးကမှုလေးတကလေး頑張れあと10分頑張れ
လမ်းမှာအခုလိုအချင်းချင်းအားပေးလိုက်ရည်စရာတွေပြောလိုက်နဲ့လမ်းလျှောက်လာခဲ့ကြတာတိတ်ပြီးမောတဲ့လူမခံစားရပါဘူးအခုဒီနေရာလေးကနေပြီးနောက်ထပ်15မိနစ်ပဲတက်ရတော့မှာပေါ့နော်အခုဒီနေရာကနေပြီးတော့ကြောက်တုံးတွေရှိတဲ့လမ်းနဲ့ရှောင်ပြီးတက်တဲ့လမ်း2လမ်းရှိပါတယ်အကုန်လုံးကတော့ကြောက်ခဲမရှိတဲ့လမ်းဘက်ကပဲတက်ဖြစ်ခဲ့ပါတယ်မြူခါစားရမှာဆိုရင်တောင်ထက်ရောက်ဖို့လည်းအများကြီးစူးစမ်းစရာမလိုပဲနဲ့အခုလိုမျိုးလေးပဲလမ်းလျှောက်ပြီးတက်သွားတာဖြစ်တဲ့အတွက်ဖိုးဖိုးဖွားဖွားတွေအပြင်ကလေးလေးတွေကိုလည်းဂုံပိုးပြီးသွားတဲ့လူတွေလည်းတွေ့ရပါတယ်အခုတော့တောင်ထိပ်ကိုရောက်ရှိလာပြီပဲဖြစ်ပါတယ်အသက်ကြီးရဲ့လူတွေပဲဖြစ်ဖြစ်တောင်တိတ်မတက်ဖြစ်တဲ့လူတွေပဲဖြစ်ဖြစ်ပေါ့နော်ခုနကပန်းချက်နေရဒီရောက်လာခဲ့တယ်ဆိုလို့ရှိရင်ဒီအတိုင်းလမ်းလေးလျှောက်ပြီးတော့တောင်ထိပ်အထိသွားဖို့အတွက်အကြံပေးခြင်းပါတယ်တက်ရတာလည်းအရန်မခက်ခဲပဲနဲ့အခုလိုတောင်ထိပ်ရောက်တဲ့အခါမှာလမ်းမြင်နေရ360 view ပါတယ်တကယ်လှပါတယ်အခုမြူခါစားရမရဲ့တောင်ထိပ်ကနေပြီးတော့ပတ်လည်မှာမြင်ရတဲ့တောင်တွေကဂျပန်နိုင်ငံရဲ့ Alps တောင်တန်းတွေအလယ်ပိုင်း Alps တောင်တန်းမြောက်ပိုင်း Alps တောင်တန်းတောင်တန်း Alps တောင်တန်းတွေအပြင်ရာသီဥတုတာယာရင်ဖူဂျီတောင်မှာမြင်ရပါတယ်အခုလိုတောင်ထိပ်မှာတော့ဆိုင်နေပါတွေဘာမှမရှိပေမဲ့လေခုနကတော့တွေ့ရတဲ့ပန်းချံလေးအောက်ဘက်မှာဆိုရင်တော့စားစရာဆိုင်နေရှိပါတယ်အဖွဲမှန်မှာတူဖြစ်တဲ့ဝီရီကတော့ပါစတာကိုချက်ပြီးစားတာပါစမ်းချောကိုဟန် page လေးကနေပြီးတော့လေတောင်ပေါ်မှာဘာတွေချက်စားရင်ကောင်းမလဲဆိုတာကိုဝေမျှပေးနေတဲ့ညီမလေးလည်းဖြစ်ပါတယ်တောင်ပေါ်မှာလေလေးတဖြူဖြူနဲ့ပေးရတန်လေးကြားနေရတဲ့အတွက်မြူဦးရဲ့တရုပ်ကိုပို့ပြီးတော့ပြည်ပြန်စေပါတယ်အခုလိုပတ်လည်မှာမြင်နေရတဲ့တောင်တွေကဂျပန်နိုင်ငံရဲ့ Alps တောင်တန်းတွေပဲဖြစ်ပါတယ်တောင်ပေါ်မှာဓပုံတွေပါရိုက်အေးစေးအနာယူပြီးတဲ့အခါမှာတောင်းဆင်ကြတော့မှာပါနေ့လေ2နာရီလောက်မှပြန်ဆင်းလာခဲ့ကြပါတယ်အခုဒီတောင်လေးရဆိုရင်အရန်တာရတာဖြစ်တဲ့အတွက်လမ်းမှာလည်းပတ်ကလေးတွေကိုခေါ်ပြီးတော့တက်လာတဲ့လူတွေလည်းအများကြီးရှိပါတယ်ဒါကခုနကဖြတ်လာခဲ့တဲ့ပန်းချံမှာပန်းချံနေမှာဆိုရင်မနက်ကတက်လာခဲ့တုန်းကလောက်တော့လူမရှုပ်နေတော့ပါဘူးဒါကတော့မာနာစုတူတောင်ပေါ်နားနေစခန်းမှာဒီနေရာဆိုရင်ညဘက်မှာကျယ်ရီကိုမြင်ရတယ်ဆိုပြီးတော့နာမည်ကြီးရဖြစ်တဲ့အတွက်လာရောက်တဲ့ခုသူတွေလည်းရှိပါတယ်။ဒါဆိုရင်မာနာစုတူနာမှာဘယ်နေရာကြီးလဲမလဲဆိုတော့ပြထားတယ်ပေါ့နော်။ဒါပေမဲ့ပိုင်ရှင်ကအိုမင်းလာတာဖြစ်တဲ့အတွက်2029မှာပိတ်သိမ်းမယ်လို့လည်းသိရပါတယ်။အဲ့ဒီအနီးနားမှာဆိုရင်အခုလိုမျိုးစားစရာတွေလည်းအများကြီးရောက်ပါတယ်။တောင်ပေါ်မှာဖြစ်တဲ့အတွက်အခုပြထားတဲ့ဈေးတွေကတော့အရင်မကြည့်ဘူးလို့ထင်ပါတယ်။အရသာလည်းရှိမဲ့ပုံပါပဲ။အခုတောင်စင်းလမ်းမှာတော့ကားလမ်းမဟုတ်တဲ့ဒီအောက်ကပန်းချံလမ်းလေးကနေပြီးတော့ဆင်းပါပါခုမြင်နေရတဲ့ပန်းလေးတွေကတော့ခူရင်းဆိုလို့ခေါ်ပါတယ်ဂျပန်ရဲ့တချို့ဖျားเจ้าတွေဘုံကြီးเจ้าတွေမှာဆိုရင်ထိတ်ကချွန်းချွန်းလေးဖြစ်နေပေါ့နော်အဲ့ဒီအဟာလေးနဲ့ဒီပန်းပုံစံလေးနဲ့တူတဲ့အတွက်ခူရင်းဆိုလို့နာမည်ပေးထားလို့သိရပါတယ်ခုရောက်နေတဲ့နေရာကိုခါဂိုမဲနိုမိုရီလို့နာမည်ပေးထားပါတယ်ခါဂိုမဲ forest ပေါ့နော်
ဒီတရားလေးอ่ะဆိုရင်ခုနအပေါ်ကားလမ်းအပေါ်ကနေလှမ်းမြင်နေရတဲ့ဓာတ်လေးပေါ့နော်ခုဒီတောင်လေးอ่ะဆိုရင်ຫນွေဦးຫນွေဆောင်းဦးဆောင်းရာသီဦး၄ပါးစလုံးလှပတဲ့ပြင်တဘာဝရှုခင်းနေရလဲအရန်လှတဲ့အတွက်တစ်ခေါက်လောက်လာတဲ့နေရာလို့လည်းထင်ပါတယ်ကိုလာရောက်လေပတ်တဲ့ရာသီဦးပေါ်လိုက်ပြီးတော့ပွင့်လန်းနေတဲ့ပန်းနေမြင်ရတဲ့ရှုခင်းနေရလဲတစ်ခေါက်နဲ့တစ်ခေါက်တူမှာမဟုတ်ပါဘူးဒီပန်းလေးကိုတော့ဂျပန်လိုစာရစဒိုဒန်လို့ခေါ်ပါတယ်သူ့ပုံစံလေးကဂျပန်ရဲ့ဖန်လုံးလေးနဲ့ဆင်နေပေါ့နော်အခုဒီပန်းမျိုးစားလေးကလည်းခေါင်းလောင်းလေးနဲ့ဆင်ပါတယ်ဆူရီကာနဲ့စီဆန်လို့ခေါ်တယ်လို့လည်းသိရပါတယ်အခုကတော့နယူကာဆာရှီဆူကန်ကိုပြန်လည်ရောက်ရှိလာပါပြီသူ့ရဲ့အနောက်ဘက်မှာလည်းပန်းချံလမ်းလျှောက်လို့ရတဲ့နေရာရှိတဲ့အတွက်အဲ့ဒီဘက်ကိုရှောက်ပြီးတော့ကြည့်ကြမှာပါအခုနယူကာဆာရှီဆူကန်ကတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့နေရာလေးဖြစ်တယ်လို့မျိုးအရန်ရှားပါတဲ့အပင်တွေလည်းပေါက်ရောက်နေတာဖြစ်တဲ့အတွက်ဘာပန်းလေးတွေပွင့်နေလဲဘာပင်လေးတွေပေါက်နေမလဲဆိုတာရှာရတာနဲ့တကယ်ပြောဖို့ကောင်းပါတယ်အခုဒီပန်းလေးတွေကတော့လန်ကဲစူဂျီလို့ခေါ်ပါတယ်တဲ့မြန်မာလူဘယ်လိုခေါ်မလဲတော့မသိဘူးပေါ့နော်ရှေ့ကပန်းလေးတွေမှာလည်းမြန်မာလူဘယ်လိုခေါ်လဲဆိုတာကိုသိရလို့ရှိရင်ပြောပြပေးသွားဖို့အတွက်တောင်းဆိုပါရစေဒီအဖြူအောင်ပန်းလေးတွေကလည်းအဝေးကကြည့်လိုက်လို့ရှိရင်ဆာကူရာနဲ့တူဝင်မဲ့ရှာကြည့်လိုက်တဲ့အခါမှာဇူမီလို့ခေါ်တယ်လို့လည်းသိရပါတယ်အခုလိုရှောက်တဲ့လမ်းလေးရဲ့ဟိုးဘက်မှာဝါလေးတွေကလည်းပန်းလေးတွေပဲဖြစ်ပါတယ်အရန်သေးလို့ပေါ့နော်ကင်မရာနဲ့ရိုက်တာတော့မှဒီလိုလေးတွေပါဟိုဘက်အပေါ်ကိုသွားတဲ့လမ်းကတော့ဂွန်ဒိုလာစီးတဲ့လမ်းပဲဖြစ်ပါတယ်ခုဒီနေရာလေးကနေပြီးဂွန်ဒိုလာသွားမဲ့လမ်းနဲ့တောင်အစင်းလမ်းဆိုပြီးတော့နှစ်လမ်းကွဲသွားမှာပါဒီနေ့ကကားကခုနကတော့ရက်တဲ့နေရာမှာရှိတဲ့အတွက်တောင်စင်းတဲ့လမ်းကပဲပြန်ဆင်းကြမှာဖြစ်ပါတယ်အခုဒီခင်းရောင်ပန်းလေးကိုတော့အာရမဲလို့ခေါ်ပါတယ်တဲ့တောင်စင်းတဲ့လမ်းမှာလည်းအခုလိုမျိုးပန်းလေးတွေကိုတပုံထည့်ခဲ့ပါသေးတယ်မြင်တွေ့ခဲ့ရတဲ့ပန်းမျိုးစားတွေကလည်းအရင်များရဲ့ပြင်နည်းနည်းပုံစံလေးတွေကလည်းဆင်လာကြောင်းမလို့တောင်ပေါ်မှာတွေ့ခဲ့တဲ့ပန်းလားမသိဘူးလို့ထင်ပေမဲ့တကယ်တမ်းပြန်ကြည့်တဲ့အခါမှာနည်းနည်းစီကွဲနေတာကိုတွေ့ရတယ်ပေါ့နော်ဒါကတောင်တက်တဲ့လမ်းအစမှာပွင့်နေတဲ့ပန်းလေးတွေပါအဲ့ဒီပန်းချံရဲ့ဒီဘေးမှာလည်းဘယ်ရင်တီးလိုပုံစံလေးတွေတီးနေပါသေးတယ်အခုလိုတောင်တက်လမ်းလေးကလာခြင်းတဲ့လူတွေကတော့စာဝါးအီသူတန်းကူချီကနေပြီးတော့တွားလို့ရပါတယ်အခုဒီဗီဒီယိုလေးကနည်းနည်းရှေ့သွားပြီလို့လည်းထင်ပါတယ်အားလုံးအဆုံးထိကြည့်ပြီးတဲ့အတွက်လည်းအရင်ပဲကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးတွေမှာပြန်ဆောင်ကြမယ်နော်ဘိုင်ဘိုင်